ချစ်ပန်းစင်လင်းွယ်ပင်သောသူနှစ်ကျင်မှမကျင်ရဟုဘိန်ကမြင့်စုစင်ရုပ်သူစုယူရှိငုံရှောက်စီတုံကမဆုံးမြင်လေအသက်အသက်သေးချစ်သူတို့ဝေသောကြောင့်အချစ်သူတို့ဝေသောကြောင့်ချစ်ပန်းစင်လင်းွယ်ပင်သောသူနှစ်ကျင်မှမကျင်ရဟုဘိန်ကမြင့်စုစင်ရုပ်သူစုယူရှိငုံရှောက်တီတုံကမဆုံးမြင်လေအသက်သက်သေးအချစ်သူတို့ဝေသောကြောင့်အချစ်သူတို့ဝေသောကြောင့်နန်းလုံးထိတ်မှထင်လျာသည်ထိတ်ချာဆက်တော်မခေါ်လိလေအချစ်မြတ်တမ်းထလောင်ညာသည်ရှိရတို့ညက်ဖြော်လိလေရွှေဖုံးသဘာညွတ်လာသည်ရတနာတစုညစင်သူနဲ့ညူမဆက်လို့လေငိုရအောင်ရှင်ငိုရအောင်ရှင်ဝိညာဉ်ပရိသယာစာနှရှင်နောင်နဲ့မောင်ထွန်းဦးကြီးတို့ဖွဲ့ဆိုထားတဲ့ရုပ်ပြိုအဲခြင်းများကိုစံထားတဲ့ဆိုခံစားအဆွေးပို့အဝေးကိုညမမောင်အလွန်စားသာယာစာနှရှင်နာနဲ့မောင်ထွားဦးကြီးတို့ဖွဲ့ဆိုထားတဲ့ရုပ်ပြိုအဲခြင်းများကိုစံထားတဲ့ဆိုခံစားဆွေးပို့အဝေးကိုမျောမှန်းမောင်အလွန်စားချစ်ပုံငယ်မကြိုက်ဆုံးအလွန်ငယ်ပင်လည်းမကောင်းကျဲခဲ့ပြီမြတ်ဆွေငုံပန်းနဲ့ဆန်းရင်မုံငယ်တဲ့လီမင်းမလွမ်းစားတွင်လို့မရွှင်နေကိုဒီတော်မာလာအလွန်သာဆုံးတော့ခေါ်မဆုံးတကူမှာရွှေမုံညိုပခါချုံမလို့ပြုံးမိတယ်လေပြုံးမိတယ်လေပြုံးမိတယ်လေ